အိမ်ဆောက်မယ်ဆိုရင်ဒီငါးချက်မသိပဲမစပါနဲ့မြန်မာနိုင်ငံကအင်ရှင်တွေအတွက်စောက်လို့ရေးငွေကုန်ကြီးကြတဲ့ပြဿနာတွေကိုရှောင်ရှားနေအိမ်တလုံးဆောက်မယ်ဆိုရင်တန်စည်းတက်တယ်ဘီလက်မြေစည်းတက်တယ်အုတ်သေးကြောက်စည်းတက်တယ်ဒါတွေကြောင့်ပဲအိမ်ဆောက်တာငွေပိုကုန်သွားတယ်လို့ထင်ပါသလားတကယ်တော့ပစ္စည်းစည်းတက်တာတခုတည်းကပြဿနာမဟုတ်ပါဘူးကန်ထရိုက်တာရွေးချယ်မှုမှားယွင်းတာစာချုပ်မှာအချက်လက်မပြည့်စုံတာ estimate နဲ့ BOQ မသိကြတာစောက်လို့ရေးခြေခံဗဟုသုတရှိတာဒီຢာတွေကြောင့်အိမ်ဆောက်နေစဉ်တွင်အိမ်ဆောက်ပြီးတဲ့အချိန်မှာဘတ်ဂျက်ကဘာလို့ဒီလောက်ကျော်သွားတာလဲဒီလိုပဲဖြစ်ရမှာလားဘယ်သူ့ကိုတာဝန်ယူခိုင်းရမလဲဆိုတဲ့ပြဿနာတွေဖြစ်လာတတ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာအိမ်မဆောက်ခင်သိထားတဲ့ပြဿနာ၅ခုနဲ့အဲ့ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုရှင်းပြပေးသွားမှာပါပထမဆုံးပြဿနာကတော့ construction material price တက်ခြင်းပါစောက်လို့ရေးပစ္စည်းတွေဈေးတက်ခြင်းပါအိမ်ဆောက်မယ်ဆိုရင်တန်ဘီလက်မြေတဲကြောက်အုတ်ဆေးအလူမီနီယံတကားကျွေပြားပစ္စည်းမျိုးစားတွေအများကြီးရှိပါတယ်တချို့ပစ္စည်းတွေကဈေးနှုန်းပြောင်းလဲမှုမြန်ပါတယ်ဒီချိန်မှာ estimate တစ်ခုတွက်ထားပြီးတော့3လ4လကြာမှပစ္စည်းဝယ်မယ်ဆိုရင်အရင် estimate နဲ့လက်တွေ့ကုန်ကျစရိတ်တွေကွဲပြားခြားနားသွားနိုင်ပါတယ်အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းကတော့ material quality မတွက်ထားခြင်းဒီပစ္စည်းပမာဏပေါ့နော်လိုအပ်မယ့်ပစ္စည်းပမာဏတွေရည်တွက်တွေကိုကြိုတင်မတွက်ထားခြင်းဈေးနှုန်းကိုအတည်ပြုမထားခြင်း specification ဆိုတဲ့သုံးပြုပုံသုံးပြုနည်းတွေကိုမသတ်မှတ်ထားခြင်း price escalation အတွက်ကြိုတင်စီမံမထားခြင်းအလုပ်လုပ်နေစဉ်ဒီဇိုင်းပြောင်းလဲခြင်းတို့ကြောင့်ဖြစ်ပါတယ်ဒါကြောင့်အိမ်မဆောက်ခင် drawing ကို finalize လုပ်ပါ finalize လုပ်တယ်ဆိုတာ drawing ကိုကိုယ်စိတ်ကြိုက်အဖြစ်ဆုံးပုံတစ်ခုကိုရတဲ့အထိရွေးချယ်ပါပြုပြင်ပါဆုံးဖြတ်ပါနောက်တစ်ခုက BOQ quantity တိတ်ခေါ်ပြုလုပ်ပါဒါကတော့ estimate ပေါ့နော်ဒီဘယ်ပစ္စည်းကတော့ဘယ်လောက်ကုန်မယ်ဘီလက်မြင်အိတ်တရာကုန်ပါလားအိတ်200ကုန်ပါလားတစ်တန်ကုန်ပါလား2တန်ကုန်ပါလားဆိုတာတွေကိုတွက်ချက်အစီအစဉ်ပြုလုပ်ပါနောက်တစ်ခုကပစ္စည်းတစ်မျိုးချင်းစီရဲ့ specification သတ်မှတ်ပါဥပမာတန်ဝယ်မယ်ဆိုတာနဲ့မပြီးသေးပါဘူးဘယ် grade ဘယ် diameter ဘယ် brand ဘယ်လောက်အရေးအတွက်ဆိုတာတွေကိုသတ်မှတ်ထားပါမယ်နောက်တစ်ခုက supplier quotation တွေကိုနှိုင်းယှဉ်ပါဒီလိုလုပ်ထားရင်ပစ္စည်းဈေးတက်တာကိုလုံးဝမရှောင်နိုင်ပေမဲ့မမျှော်လင့်ထားတဲ့ငွေပိုကုန်ကျမှုကိုတော့အများကြီးရှော့ချနိုင်ပါတယ် supplier ဆိုတာကတော့ဒီဆောက်လုပ်ပစ္စည်းဆိုင်တွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဆောက်လုပ်ရေးကိုပစ္စည်းသွင်းပေးမဲ့ဒီပွဲစားတွေပဲဖြစ်ဖြစ်ဒါသူတို့တွေကိုဈေးတွေကိုနှိုင်းယှဉ်ထားမှာဖြစ်ပါတယ်ပြဿနာနဲ့ဒုတိယပြဿနာကတော့ contractor မှားယူတာပါအိမ်ဆောက်မဲ့အချိန်မှာလူတော်တော်များများကဘယ်သူဈေးချိုဆုံးလဲဆိုတာကိုအရင်ကြည့်တတ်ပါတယ်ဒါပေမဲ့အချိုဆုံး quotation ကအကောင်းဆုံး quotation မဟုတ်ပါဘူးအသက်သာဆုံးငွေကုန်ကျမှုကအကောင်းဆုံး quality ကိုရလာမှာမဟုတ်ပါဘူးဈေးသက်သာတာနဲ့အလုပ်ရည်သွေးကောင်းတာမတူပါဘူးတခါလေအစမှာဈေးနည်းနည်းနဲ့အလုပ်ယူပြီးအလုပ်လုပ်နေတဲ့အချိန်မှာထပ်တိုးတောင်းတာတွေထပ်တိုးကုန်ကျစရိတ်တွေတဖြည်းဖြည်းတောင်းလာနိုင်ပါတယ် contractor ရွေးချယ်ရမှာဖြစ်တတ်တဲ့အမှားတွေရဲ့ဥပမာတွေကအရင်လုပ်ဖူးတဲ့ project တွေကိုမစစ်ဆေးတာပြီးခဲ့တဲ့ ancient တွေရဲ့ feedback တွေကိုမမေးတာ drawing တွေ specification တွေကိုမဆွေးနွေးတာ correction တစ်ခုတည်းနဲ့ဆုံးဖြတ်တာ payment terms မရှင်းတာဥပမာဘယ်အဆင့်ပြီးမှပတ်စံဘယ်လောက်ထုတ်ပေးမယ်ဆိုတာမျိုးပေါ့နော်နောက်ဆုံးတစ်ခုက quality control system ဒါကတော့အရေးသွေးကိုထိန်းချုပ်ဖို့စစ်ဆေးဖို့ကိုကြိုတင်စီစဉ်မထားတာအဲ့ဒီလိုအရာမျိုးတွေပေါ့နော်ဒီတော့ contractor ယူမယ်ဆိုရင်အနည်းဆုံး contractor 3ယောက်လောက်ကို correction တောင်းပါတွက်ချက်မှုတောင်းပါ correction တစ်ခုချင်းစီရဲ့ scope တွေနှိုင်းယှဉ်ပါ scope ဆိုတာကတော့ဘယ်လိုပစ္စည်းတွေနဲ့ဘယ်လိုလုပ်ငန်းတွေပါမယ်ဘယ်လိုခေါင်းစဉ်တွေပါမယ်ဆိုတာတွေကိုသတ်မှတ်ထားတာပါအရင်လုပ်ဘူးတဲ့ project တွေကိုတွက်ကြည့်ပါပြီးခဲ့တဲ့ ancient တွေရဲ့ feedback ဆိုတဲ့သတင်း information တွေကိုမေးပါဘယ်သူကဈေးသက်သာလဲထက်ဘယ်သူကဘယ်လိုတွေအကောင်းဆုံးလုပ်ပေးထားလဲဆိုတာကိုကြည့်ပါအရေးကြီးဆုံးက price ကိုပဲမရွေးပါနဲ့ value ကိုရွေးပါဈေးသက်သာတာကိုမရွေးပါနဲ့အကောင်းဆုံးအရေးသေးကိုရွေးပါဒါကိုပြောလို့ကျွန်တော်တို့ကတော့ဒီငွေပမာဏနဲ့နိုင်လို့ဒီလောက်ငွေပမာဏနဲ့လုပ်ပေးနိုင်တဲ့ contractor ကိုရွေးချယ်အပ်ရတာပါဆိုရင်တောင်မှ
ဒီငွေပမာဏနဲ့ဘလို့အရေးသွေးမျိုးရမလဲဆိုတဲ့အရေးသွေးကိုအရင်ဆုံးစစ်ဆေးကဲဖြတ်ဖို့အရေးကြီးပါတယ်တတိယပြဿနာကတော့ contract ဆိုတဲ့စာချုပ်မပြည့်စုံတာပါအိမ်ဆောက်တဲ့အခါဒီလောက်ကုန်မယ်ဒီလောက်နဲ့လုပ်ပြီးမယ်ဆိုပြီးနှုတ်ကတိနဲ့စတင်လိုက်တာအန္တရာယ်များပါတယ်စာချုပ်မှာမရှင်းလင်းရင်ဖြစ်လာနိုင်တဲ့ဥပမာတွေကဘလို့ material သုံးမလဲဘယ် brand သုံးမလဲဘလို့ quality standard လဲဘယ်လိုအလုပ်တွေက contractor ရဲ့ scope ဆိုတဲ့လုပ်ငန်းခေါင်းစဉ်တွေထဲမှာပါလဲဘယ်လိုအလုပ်တွေအတွက်ကိုဒီအိမ်ပိုင်ရှင်ကထပ်တိုးကုန်ကြစိတ်ထပ်ပေးရမလဲဒီငွေချေမှုကိုဘယ်လောက်လုပ်ငန်းအဆင့်ပြီးရင်ဘယ်လောက်ပေးမလဲအလုပ်ပြီးရမယ့်အချိန်ကဘယ်လောက်လဲနောက်ကျရင်ဘယ်လိုလုပ်မလဲဒီဇိုင်းပြောင်းရင် cost ကိုဘယ်လိုတွက်မလဲ defect ဖြစ်ရင်ဘယ်သူတာဝန်ယူမလဲဒါတွေမရှင်းထားရင်လုပ်ပြီးကနေမှဒါမှမပါဘူးဒါထက်ကုန်မယ်ဆိုတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်စာချုပ်တစ်ခုမှာအနည်းဆုံး scope of work ဆိုတဲ့လုပ်ငန်းခေါင်းစဉ်ခွဲတွေပါရှိရမယ် material specification ဆိုတဲ့စောက်လုပ်ရေးပစ္စည်းတွေရဲ့အရေးသွေးတွေအကြောင်းအရာတွေချက်လက်တွေပါရှိရမယ် BOQ price ဆိုတဲ့ဈေးနှုန်းသေးစိတ်တွေပါရှိရမယ် payment schedule ဆိုတဲ့ဒီလုပ်ငန်းခွဲတစ်ခုမှာပေးရမယ်ပမာဏတွေသတ်မှတ်ထားရမယ် project duration ဆိုတဲ့ဒီစောက်လုပ်ရေးလုပ်ငန်းကာလကိုသတ်မှတ်ထားရမယ် variation procedure ဆိုတဲ့ပြောင်းလဲမှုစံနှုန်းတွေကိုထိန်းသိမ်းရမယ် quality requirements defect warranty responsibility delay terms termination terms တွေကိုရှင်းရှင်းလင်းလင်းထည့်သွင်းသတ်မှတ်ထားသင့်ပါတယ်အထူးသဖြင့်ပါမယ်မပါဘူးဆိုတာကိုစကားနဲ့မဟုတ်ပဲစာနဲ့သတ်မှတ်ထားပါပြဿနာ၄နံပါတ်၄ကတော့ owner ဘက်က construction knowledge နည်းတာပါ engineer ဖြစ်စရာမလိုပါဘူးဒါပေမဲ့အနည်းဆုံးဘာတွေကိုစစ်ရမလဲဘာတွေကိုမေးရမလဲဆိုတာတော့သိထားသင့်ပါတယ်ဥပမာဘယ်လို foundation မျိုးစားကိုအသုံးပြုထားလဲ concrete grade ဘာသုံးလဲ river size နဲ့ spacing ကိုဘယ်လိုသတ်မှတ်ထားလဲဥပမာဘယ်လိုနေရာတွေမှာ waterproofing တုပ်ပေးမလဲ waterproofing လုပ်ငန်းတွေပါလားရေလုံစေးတုပ်တဲ့လုပ်ငန်းတွေပေါ့နော်ပြီးရင် electrical နဲ့ plumbing တွေကိုဘယ်လိုစီမံထားလဲဒါမီးကြိုးတွေဘယ်လိုသွဲမလဲဒီရေလိုင်းတွေကိုဘယ်လိုစီမံထားမလဲအုတ်နေရန်ရဲ့အပြင်ကသွားမလားအုတ်နေရန်တွင်းထဲမှာခွဲထင်းဝင်သွားမလားပေါ့နော်ဒီຢာတွေကိုလုံးဝမသိဘဲနဲ့ contractor သိမှာပဲဆိုပြီးအားလုံးအပ်ထိုင် ancient ဘက်ကထိန်းချုပ်ဖို့စစ်ဆေးဖို့ခတ်သွားပါလိမ့်မယ်ဒါကြောင့်အိမ်ပိုင်ရှင် owner တယောက်အနေနဲ့အနည်းဆုံး drawing ဖတ်တတ်ဖို့ BOQ ဆိုတဲ့ estimate ပေါ့နော် estimate တခုဆိုတာဘာလဲသိဖို့ payment state တွေသိဖို့ material specification တွေနားလည်ဖို့ site inspection မှာဘာတွေကြည့်ရမလဲသိဖို့လိုအပ်ပါတယ် engineer ကိုငှားထားရင်တောင်မှ engineer ကိုမေးခွန်းမေးနိုင်တဲ့ ancient တွေ owner တွေဖြစ်ဖို့လိုအပ်ပါတယ်နောက်ထပ်အရေးကြီးဆုံးပြဿနာတစ်ခုကအလုပ်စပြီးမှ design ပြောင်းတာပါဒီ brain ပေါက်မကြိုက်တော့ဘူးဒီတကားကိုပြောင်းကျင်တယ်ဒီဘို့ကြောင့်ဒီဘက်ရွှေ့ကျင်တယ်အင်တိုင်းချိုးကန်ကိုပူကြီးကျင်တယ်ဆိုတာတွေက ancient တွေအတွက်တေးလေးလိုထင်ရပေမဲ့ site မှာတော့ပစ္စည်းအလေလွင့်နေလူသမားကတက်လာမှုတွေအချိန်နှောင့်နှေးမှုတွေပြန်လည်ပြင်ဆင်စရိတ်တွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဆောက်လုပ်ရေးမစခင် design ကိုတက်နိုင်သမျှ finalize လုပ်ပါ architecture drawing မဟုတ်ပဲ structural electrical plumbing interior design တွေကိုပါကြိုတင်ညှိနှိုင်းဆုံးဖြတ်ထားပါကဲခုထိပြောခဲ့တာတွေကိုအိမ်ဆောက်မဲ့သူတယောက်အနေနဲ့လက်တွေ့လိုက်လုပ်နိုင်အောင် 5 step system နဲ့ကျွန်တော်ပြန်စုစည်းပေးပါမယ် step 1 drawing ကို finalize လုပ်ပါ step 2 BOQ specification ပြင်ဆင်ပါ step 3 contractor 3ယောက်ခန့်ကို quotation တောင်းနှိုင်းယှဉ်ပါ step 4 စာချုပ်ကို scope cost time quality payment အားလုံးကိုရှင်းလင်းစွာချုပ်ဆိုပါ step 5 site progress ကိုအဆင့်လိုက်စစ်ဆေးပြီးမှငွေချေပါ payment ပေးပါဒီ၅ချက်ကိုသာစနစ်တကျလုပ်နိုင်ရင်အိမ်ဆောက်တဲ့အခါဖြစ်တတ်တဲ့ပြဿနာတော်တော်များကိုကြိုတင်ကာကွယ်နိုင်ပါတယ်အိမ်ဆောက်တယ်ဆိုတာအုတ်တွေတန်တွေဘီလက်မြေတွေနဲ့အိမ်တစ်လုံးတိဆောက်တာပဲမဟုတ်ပါဘူးကိုယ့်ဘဝတစ်လျှောက်စုဆောင်းထားတဲ့ငွေကြေးနဲ့မိသားစုအတွက်အနာဂတ်တစ်ခုတိဆောက်တာပါဒါကြောင့်အိမ်မဆောက်ခင်တည်ထားတာကအိမ်ဆောက်ပြီးမှပြန်ပြင်တာထက်အများကြီးသက်သာပါတယ်